哈，我呢呀，我呢，没得呢，对了嘛喂哇，ဒီဘက်မှာဒီလောက်ကာပြီးပြစ်ပေးထားနေပါလေဆိုမှကွာအေးပါကွာတော်တော်ပေါက်လာဒီပွဲကတော့တော်တော်တိုင်ပတ်နေပြီဘာလို့လောက်ရမှန်းဟုတ်မသိတော့ဟာဘာလဲရဟေးလမ်းအောင်လမ်းနေကွာကြွက်လားမသိပါဘူးကဲဒါဆိုနောက်တစ်ပွဲပြန်စားမယ်ဒီတစ်ခါအနိုင်သေးကြပါပြီပြုတ်နောက်ကဘသူကြီးတော့ streaming နဲ့လို့တရေကလည်းပြန်ပြီ bro နောက်ကပါချီလဲဂိမ်းရှုံးလို့ညစ်နေပါလေဆိုနေမှဗျာမနောက်ကြပါနဲ့ bro ရဲ့ဘာတရေတော့ညာကြီးမင်းဘာမှမရှိပါဘူးဗျာဆေးလာထိုးနေတယ်โอเคဒါဆိုနောက်ပွဲပြန်စမယ်တော့မေတော့နင်းစင်တစ်ဖြစ်ပြီလား မလေးငါ ready အောင်ဖြစ်နေပြီဟဲ့ အင်္ဂလိပ်နဲ့ရှေးရောက်ရင်တော့ဘယ်လိုပြလိုက်မလဲနော် Okay okay အဲ့ဒါဒါပဲနော်ဟဲ့ရောက်ပြီနေတူရဲ့ဘူးမှလည်းမရှိဘူးအော်နေလေဟာနေနေလို့ပြောနေတာငါဘာတစ်ခုမှနားမလည်ဘူးကြောက်နေကြတာလားမကြောက်ပါနဲ့လုံးဝမကြောက်ပါနဲ့
တပါးသူနဲ့ communication ကောင်းကောင်းမလုပ်နိုင်တာကမှအဓိကကြောက်စရာကောင်းတဲ့ပြဿနာတစ်ခုပါဒီလိုပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက်တစ်ခုတည်းသောနေရာကတော့ Starfish Education ဖြစ်ပါတယ် Starfish မှာ General English Business English တွေအပြင်ဒီပမှာပညာသင်ကြားမဲ့သူတွေအတွက် IELTS TOEFL SAT GMAT တို့ကိုအရေးချင်းပြေးဝတဲ့ local နဲ့ native speaker ဆရာများကထိထိရောက်နဲ့သင်ကြားပေးနေပါတယ်။ဒါအပြင်အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နဲ့အင်္ဂလိပ်စာသင်ဖို့အချိန်မပေးနိုင်တဲ့သူတွေမိမိပတ်ဝန်းကျင်မှာအင်္ဂလိပ်စာလေ့လာဖို့နေရာကောင်းကောင်းမရှိတဲ့သူတွေအတွက် internet ရှိုံနဲ့နေရာမရွေးအချိန်မရွေး 24/7 လေ့လာသင်ယူနိုင်တဲ့ Starfish Online Learning Program လေးရှိပါသေးတယ်။ဒါဆိုရင်သင်ရဲ့အင်္ဂလိပ် skill တွေတိုးတက်စေဖို့ဘာတွေကိုထပ်ပြီးစဉ်းစားနေအောင်ပါလဲ။ Starfish Education ကိုသာအမြန်ဆုံးဆက်သွယ်လိုက်ပါခင်ဗျာ။